နတ်ကိုးကွယ်တာမျိုးလို့မဟုတ်ဘူးသို့တော်လူတွေရဲ့အကျင့်စရိုက်ကမဖြောင့်နိုင်သည့်အတွက်ကြောင့်ဖျားကိုးကွယ်တာတောင်မှနေတဲ့နံတဲ့အသားလေးနဲ့ထုတယ်တို့စင်စီးမြင်းရံတယ်တို့နော်ဒက္ခိဏတာကကိုးကွယ်ရင်အိမ်မီးမလောင်ဘူးပါသွားရင်ဒုက္ခရောက်မယ်ဒါဖျားတောင်နာမည်ပြက်လေအောင်မယ်နော်ဒီဖျားကိုးကွယ်လို့ရှိရင်စီးပွားတက်တယ်ဟိုဖျားကိုးကွယ်ရင်စီးပွားမတက်ဘူးကြောက်စင်းတုအိမ်မထားကောင်းမှုတဲ့တလောကတော့လှမ်းပြီးတော့ပြောသေးမေးသေးတယ်တကားတည်းဟောကြောက်စင်းတုအိမ်မထားကောင်းမှုလို့ပြောတာဟုတ်သလားဗျာဖယားတောင်အိမ်မထားကောင်းမှုလို့တွေးတဲ့အတွေးဟာဖယားဒီပေါ်မှာယုံကြည်မှုကင်းမဲ့ရမရောက်ဘူးလားနော်ဖယားရဲ့ရုပ်ပွားတော်မှာတောင်မှပဲကြောက်စင်းတုအိမ်မကိုးခွေရဘူးလို့ဆိုတာနော်တခါတော့ကတွေးတယ်ဒီမှာမဟုတ်ပါဘူးတညင်ဘက်မှာမြေလေးတစ်ခွက်လှူတော့သွားကြည့်တော့အဲ့ဒီညောင်ပင်အောက်မှာရုပ်ပွားတော်လေးတဆူလာပြီးတော့ထားတယ်။ဩဒါအဲ့ဒါလို့ဘုရားတော်မှာတစ်ပင်အောင်လာပြစ်ခံရတာပါလား။ရှိတယ်နော်အဲ့ဒါအကောင်းလေးကျိုးပဲ့တာလည်းမဟုတ်ဘူးဘုရားတော်မှာအဲ့ဒါဆွတ်ပြစ်ခြင်းခံရတယ်လို့ပြောမှာပဲ။လောကမှာလူတွေကိုးကွယ်တာတန်ရှင်းတဲ့ကိုးကွယ်မှုမျိုးမဖြစ်ဘူးတဲ့။ဘုရားဆိုဒီမှာရုပ်ပွားစင်တုတော်ကိုကိုးကွယ်တယ်ဆိုတာဘုရားအမတ်သားနဲ့ကိုးကွယ်တာအာယုံပြုရမှာဘုရားရဲ့အတိညာနဲ့အကျဉ်းနာတရားနဲ့ကရုဏာတရားနဲ့တို့ကိုလမ်းမှန်ပြတဲ့ပုဂ္ဂိုလ်တူဦးနှစ်ယောက်အနေနဲ့ကိုးကွယ်ရမှာသူတော်မြတ်အနေနဲ့ကိုးကွယ်ရမှာနတ်ကိုးကွယ်သလိုကိုးကွယ်ရတာမဟုတ်ဘူးတဲ့ပန်းတို့စီမီတို့ပန်းတို့ရေချမ်းတို့တင်တာကတော့ဘာအတွက်လဲလို့ဆိုရင်ကျေးဇူးတင်လို့ကျေးဇူးတင်ကြောင်းကိုထုတ်ဖော်တာနတ်ကိုအုံသီးဆွဲတာမျိုးနဲ့မတူဘူးတဲ့နတ်ကြတော့မဆွဲလို့ရှိရင်ကင်မာကြောက်တယ်လေနော်ကင်မာကြောက်တယ်တစ်ဖက်ကကြောက်တယ်တစ်ဖက်ကမလေးအုံသီးလေးဆွဲလိုက်လို့ရှိရင်ရောင်းကောင်းတယ်တို့စီးပွားတက်တယ်တို့ဒါမျိုးရှိတာလေမတူဘူးကိုးဝဲတာချင်းနော်အဲ့တော့အဲ့ဒါတွေနဲ့မရောထွေးချစေနဲ့ပေါ့